ကဘာပေါ်မှာလူသူမနီးတဲ့သမုဒ္ဒရာအလဲကောင်ကနေရာတစ်ခုအဲ့ဒီနေရာကိုရောက်သွားတဲ့လေယာဉ်တွေနဲ့တင်မောတွေဟာဘယ်စီဘယ်ဝဲပြောက်ကွယ်သွားမှမသိအောင်ဖြစ်ခဲ့ရပါတယ်ဒါဟာနာမည်ကျော်တေမင်းတိကန်လို့ခေါ်တဲ့ဘာမြူတာတိကန်ပါပဲဒီနေရာမှာဘာတွေဖြစ်နေတာလဲတကယ်ပဲတဘာဝလွန်အင်အားစုတွေရှိနေတာလားဘာမြူတာတွီကန်ရဲ့ပဟေနီကိုလူသိအများဆုံးဖြစ်စေခဲ့တာကတော့1945ခုနှစ်က Flight 19ဖြစ်ရပ်ပါအမေရိကန်လေတပ်ကဘုံကျဲလေယာဉ်5စင်းဟာလေ့ကျင့်ရေးစင်းရင်ဒီဒေတာထဲမှာအစအနရှာမရအောင်ပျောက်ဆုံးသွားခဲ့ပါတယ်။သူတို့ကိုလိုက်ရှာတဲ့ကယ်ဆယ်ရေးလေယာဉ်ပါထပ်မံပျောက်ဆုံးသွားခဲ့တာကတော့တကယ်ကိုထိတ်လန့်စရာပါပဲ။ဒီလိုပျောက်ဆုံးမှုတွေအတွက်ယူဆချက်တွေအမျိုးမျိုးရှိပါတယ်။တချို့ကတော့ပင်လယ်ကျမ်းပြင်ကနေထွက်လာတဲ့မီသိန်းတငွေ့တွေကြောင့်တင်မောတွေနစ်တာလို့ဆိုကြသလိုတချို့ကလည်းဒီနေရာမှာတန်လိုက်ဆက်ကွင်းတွေဖောက်ပြန်နေတာကြောင့်လို့ဆိုပါတယ်။ပိုပြီးစမ်းကြယ်တာကတော့ဒါဟာဂျိုသားတွေရဲ့လှေကားထစ်ဖြစ်တယ်လို့ယူဆကြတာပါပဲ။အခုနောက်ပိုင်းမှာတော့ပညာရှင်တွေကဒါဟာရာသီဥတုရုတ်တရက်ဆိုးရွားတတ်တဲ့သဘာဝအခြေအနေကြောင့်လို့ပြောနေကြပါပြီ။ဒါပေမဲ့ပျောက်ဆုံးသွားတဲ့လူပေါင်းများစွာရဲ့အဖြေကတော့အခုထိပဟေလိဖြစ်နေသေးပါတင်ရောဘာကြောင့်လို့ထင်တယ်လဲ။ကိုမန့်မှာပြောခဲ့ပါဦး။ဗဟုသုတအသစ်တွေသိရဖို့ကျွန်တော် channel ကို subscribe လုပ်ထားဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်